အားလုံးပဲမင်္ဂလာပါဒီကနေ့ရှင်းလင်းတင်ပြချက်လေးကနေကြိုဆိုပါရစေဈေးကွက်တစ်ခုကိုတွားလိုက်ပြီဆိုတာနဲ့ဝယ်တဲ့သူကဈေးနှင်းချင်တယ်ရောင်းတဲ့သူကကြတော့ဈေးတင်ချင်တယ်ဒါကတော့သဘောပါပဲလေဒါပေမဲ့စဉ်းစားကြည့်ရအောင်အဲ့ဒီလိုအမေတဲ့အငင်းပွားနေကြတဲ့ဝယ်သူနဲ့ရောင်းသူနှစ်ဖက်လုံးသဘောတူတဲ့ဈေးနှုန်းတစ်ခုသာတကယ်ရှိလာပြီဆိုရင်ဘာဖြစ်သွားမလဲဒီကနေ့လေ့လာသွားမယ့်အကြောင်းအရာကတော့ market equilibrium လို့ခေါ်တဲ့ဈေးကွက်မြကြီးအကြောင်းပဲဖြစ်ပါတယ်ကဲဒီတော့မင်းဆရာရှိလာတာကဝယ်လို့အားဆိုတဲ့ demand နဲ့ရောင်းလို့အားဆိုတဲ့ supply ပေါင်းလိုက်ရင်ဘာရမလဲပေါ့ဝယ်ဘူးတွေပေးချင်တဲ့ဈေးနှုန်းရယ်ရောင်းသူတွေရောင်းချင်တဲ့ဈေးနှုန်းရယ်ကတနေရာထဲမှာအတိအကျသွားပြီးစုံစားပြီးဆိုပါစို့ဘာဖြစ်လာမလဲဒါကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အမေပု္ပ္ပစာတစ်ခုပါအဖြေကတော့ရှင်းရှင်းလေးပါပဲ economics ဘာသာရပ်မှာတော့အဲ့လို demand နဲ့ supply တူညီသွားတဲ့နေရာကို equilibrium လို့ခေါ်ပါတယ်မြန်မာလိုဆိုရင်တော့များချေပေါ့အဲ့ဒီနေရာမှာဝယ်လိုအားနဲ့ရောင်းလိုအားဟာချိန်ခွင်းလျာတစ်ခုလိုပဲတစ်ဖက်နဲ့တစ်ဖက်ဖယ်ဖက်ကိုမှမတိန်ဆောင်ပဲအတိအကျညီမျှသွားတာမျိုးပါဒီချက်ကိုပိုပြီးမြင်သာသွားအောင် graphic တစ်ခုဆွဲပြီးတေချာကြည့်ကြရအောင်ပါအောက်ခြေကအလျားလိုက် x ဝင်ရိုးမှာအရေးအတွက်ဖြစ်တဲ့ quantity ကိုထားလေထောင်လိုက် y ဝင်ရိုးမှာကျတော့ဈေးနှုန်းဖြစ်တဲ့ price ကိုထားလိုက်မယ်ဒီလိုနည်းနဲ့ဈေးကွက်တစ်ခုလုံးရဲ့အခြေအနေကိုပုံဖော်ကြည့်လို့ရပါတယ် graph ကိုတေချာကြည့်မယ်ဆိုရင်ဝယ်လိုအားကိုပြတဲ့ demand curve ကအပေါ်ကနေအောက်ကိုဆင်းသွားတာတွေ့ရပါလိမ့်မယ်။စံကျင်မအနေနဲ့ရောင်းလိုအားကိုပြတဲ့ supply curve ကတော့အောက်ကနေအပေါ်ကိုတက်သွားပါတယ်။အဲဒီလိုနဲ့စံကျင်မမျက်နှာကြောင်းဟာအမှတ်တစ်ခုမှလာဒီကွက်တိဆုံသွားကြပါတယ်။အဲ့လိုမျက်နှာကြောင်းအတိအကျဖြတ်သွားတဲ့တွေးဆုံသွားတဲ့အမှတ်လေးကိုအင်္ဂလိပ်အခရာ E လို့သတ်မှတ်ထားပါတယ်။ဒါကတော့ equilibrium point မြန်မာလိုဆိုရင်တော့မျှကြီးမှတ်ပေါ့။ပြောရရင်တော့ဒီနေရာလေးကဈေးကွက်တစ်ခုလုံးမှာအရေးကြီးဆုံးနေရာလေးပါပဲ။အဲ့ဒီတွေးဆုံတဲ့အမှတ်နေရာလေးကိုနင်းလိုက်ထပ်ပြီးချဲကြည့်လိုက်မယ်ဆိုရင်တစ်ကိုအရေးကြီးတဲ့အတိုင်းအတာတစ်ခုကိုတွေ့ရမှာပါ။ Y ဝင်ရိုးပေါ်က equilibrium price လို့ခေါ်တဲ့မြချေစီနှုန်းရဲ့ X ဝင်ရိုးပေါ်က equilibrium quantity လို့ခေါ်တဲ့မြချေအရေးတွေရဲ့ထိပါတယ်။ဒီအချက်ကဘာကိုပြောချင်တာလဲဆိုတော့ဝယ်သူကလည်းဒီဈေးနှုန်းကိုပေးဖို့လုံးဝကျေနပ်တယ်။ရောင်းသူကလည်းဒီဈေးနဲ့ပဲရောင်းချင်တယ်။အယောင်းဝယ်ထင့်မဲ့အရေးအတွက်ကလည်းနှစ်ဖက်လုံးအတွက်ကွက်တိထင့်နေတယ်ဆိုတဲ့သဘောပါ။တကယ်တော့ဒါဟာဈေးကွက်တစ်ခုလုံးအတွက်အကောင်းဆုံး balance point အဆင့်အမှန်ပါပဲ။ဒါပေမဲ့စီးကွက်ဆိုတာရေအိုင်ကြီးတစ်ခုလိုအမြဲတမ်းငြိမ်သက်နေတာမှမဟုတ်ကြလေနော်အဖြောင်လဲတွေကအချိန်မရွေးဖြစ်လာနိုင်ပါတယ်ဥပမာတစ်ခုကြည့်အောင်စီးကွက်ထဲမှာဝယ်လိုအားကရုတ်တရက်ကြီးကြီးမားမားမြင့်တက်လာတယ်ဆိုပါစို့အဲ့ဒီခါကျရင်ဘာတွေဆက်ဖြစ်ကုန်မလဲငန်းစဉ်လေးကိုအစင်စင်ကြည့်လိုက်မယ်ဆိုရင်အရင်ဆုံးဝယ်လိုအားတိုးလာတယ်အဲ့ဒီအခါ graph ပေါ်က demand curve မြင်ကညာဘက်ကိုတိတိတသားကြီးရွေ့သွားပါတယ်အကျိုးဆက်အနေနဲ့ကတော့မူလရှိနေတဲ့မြချီအမှတ်လေးဟာအရင်နေရာမှာမရှိတော့ဘဲအပေါ်ဘက်ကိုမြင့်တက်သွားပါတော့တယ်ဆိုလိုတာကလေဝယ်လိုအားတိုးလာတယ်ဆိုတဲ့အချက်လေးတစ်ချက်တည်းကတင်လုံးဝအသစ်ဖြစ်နေတဲ့ equilibrium price အသစ် quantity အသစ်တစ်ခုကိုတိုက်ရိုက်ဖန်တီးပေးလိုက်တာပါပဲဈေးကွက်ရန်ဟန်ချက်ကအသစ်တစ်ဖန်ပြန်လဲဖွဲ့စည်းသွားတာပေါ့အချို့အားဖြင့်ပြောရရင်တော့ equilibrium ဆိုတာဈေးကွက်ချင်းမှာဝယ်သူနဲ့ရောင်းသူအညီမျှစုံတွေ့ကြတဲ့အကောင်းဆုံး balance point ပါပဲဒီအမတ်လေးဒီသဘောတရားလေးကိုနားလည်ထားရုံနဲ့တင်စီးပွားရေးလုပ်ငန်းတွေဈေးကွက်တွေဘလို့လဲပတ်နေတယ်လဲဆိုတာကိုအလွယ်တကူသဘောပေါက်သွားနိုင်ပါတယ်။ကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာမိဟုံးလေးတစ်ခုကိုခြံထားခဲ့ချင်ပါတယ်။တာမန်ဝယ်လို့အားတိုးလာမှုလေးတစ်ခုကတော့ဈေးကွက်တစ်ခုလုံးရဲ့ဟန်ချက်ကိုအခုလိုအကြီးကျယ်ပြောင်းလဲပေးနိုင်တယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ဈေးကွက်တွေရဲ့မျှခြေဆိုတာဘလောက်တောင်မှဆက်လုံးပြီးအပြောင်းလဲမြန်နေမလဲ။တကယ်ကိုတွေးကြည့်စရာပါပဲစီးပွားရေးလောကရဲ့လျှို့ဝှက်ချက်တွေဟာဆက်ပြီးလေ့လာခြင်းစရာကောင်းနေတုံပါပဲဒီကနေ့ရှင်းလင်းတင်ပြချက်လေးကနေအားလုံးအတွက်အကျိုးရှိမဲ့ဗဟုသုတတွေရရှိသွားမလို့ယုံကြည်ပါတယ်